မိန်းကလေးငယ်လေးကသူ့ညီမကဖျားနေလို့အေးစီချင်တဲ့အတွက် air conditioner အပူချိန်ကိုနည်းနည်းလော့ချချင်တာပဲဖြစ်ပါတယ်။ဒါပေမဲ့သူ့မိခင်ကတော့သူမကိုသင်ခန်းစာပေးနေလေလို့အလွဲအမြင်နဲ့ထင်ခဲ့ပါတယ်။အဲ့ဒီလိုချစ်တော်လဲမိခင်ကမရက်တန့်ခဲ့ပါဘူး။သမီးကိုသင်ခန်းစာအပြင်းအထန်တင်ပေးချလို့မိခင်ကရေခဲတစ်တာတကားကိုရည်ရွယ်ချက်ရှိဖွင့်ပြီးသမီးကိုအတွင်းဝင်ပြီးကိုစဉ်းစားခိုင်းခဲ့ပါတယ်။ကြောက်လန့်နေတဲ့မိန်းကလေးငယ်ကမိခင်ပြောတယ်လို့ရေခဲတစ်တာတွေဝင်ရပါလိမ့်မယ်။ထို့နည်းဘယ်တော့ကနားလေသွားတာလဲကိုယ်တိုင်ထွက်လာလိုက်နော်ကြားလားလို့မိခင်ကအော်ပြောခဲ့ပါတယ်။အခြားဖက်မှာတော့အဖေကမိခင်ကိုအလွန်အမြင်မလုပ်ဖို့ဆွဲဆောင်ဖို့ကြိုးစားခဲ့ပါတယ်။ဒါပေမဲ့မိခင်ကရက်ဆက်စွာနဲ့ရေခဲတစ်တာတကားကိုပိတ်လိုက်ပါတယ်။ဒါပေမဲ့မိဘနှစ်ဦးကအရေးကြီးတဲ့အချက်တစ်ခုကိုမေ့သွားခဲ့ကြပါတယ်။မကြသေးခင်ကကလေးတွေရေခဲတစ်တာတဲ့ဝင်ပြီးမတော်တဆဖြစ်ခဲ့တဲ့တဲ့ရင်ကိုသူတို့ကြားဖို့ခဲ့တာပါ။အဲဒီကြောင့်သမီးလေးအန်ဒီရဲ့ဖြစ်နိုင်တယ်လို့စိုးရိမ်ပြီးရေခဲတစ်တာကိုတုတ်ခတ်ထားခဲ့ပါတယ်။ဒါပေမဲ့နားနဲ့အရွယ်ကလေးတစ်ယောက်ဟာအဲ့ဒီထဲကနေကိုယ်တိုင်ထွက်လာနိုင်မယ်မဟုတ်ဘူးဆိုတာကိုမသိခဲ့ကြပါဘူး။အချိန်တန်ကြာပြီးတော့သူတို့လက်ထက်ကကလေးကဖျားနေတာမြင်မာနေသလိုမြင်ရတာကြောင့်ဆေးရုံကိုအမြန်သွားခဲ့ကြပါတယ်။ဒါကသူတို့သမီးကိုနောက်ဆုံးတွေ့ရတဲ့အချိန်ဖြစ်မယ်ဆိုတာကိုတော့မသိခဲ့ကြပါဘူး။အဲ့ဒီအချိန်မှာမိန်းကလေးငယ်ကရေခဲတစ်တာတကားကိုဆက်တိုက်ခေါင်းနေတော့မှာပဲ။သူမကသူ့အမကိုအေးစေချင်ယုံမဲဆိုတာကိုနားမလည်နိုင်ခဲ့ပါဘူး။ဘာကြောင့်မိခင်ကဒီလောက်စိတ်ဆိုးနေရတာလဲဆိုတာကိုလည်းမသိခဲ့ပါဘူး။အိမ်ထဲမှာဘယ်သူမှမရှိတော့တဲ့အတွက်သူမရဲ့ကြိုးစားမှုတွေအားလုံးအလတ်ဟတာဖြစ်သွားခဲ့ပါတယ်။အချိန်ကြာလာတာနဲ့အမျှသူမရဲ့ကိုယ်ခန္ဓာတစ်ခုလုံးအေးခဲသွားပြီးရေခဲလုံးတွေနဲ့ပြည့်နေသလိုဖြစ်လာပါတယ်။ဒါပေမဲ့အဲ့ဒီအချိန်ထိသူမကတောင်းပန်ပါတယ်လို့ပဲဆက်ပြောနေခဲ့ပါတယ်။သူမကအမသာကောင်းသွားရင်မိဘတွေစိတ်မဆိုးတော့ဘူးလို့ယုံကြည်နေခဲ့ပါတယ်။အဲ့ဒီအချိန်မှာပဲအဖေကအိမ်ကိုပြန်လာခဲ့ပါတယ်